မင်္ဂလာပါဒီနေ့မှာအင်္ဂလိပ်စာ unit 5ကိုဆက်ပြီးတော့ဖတ်ပြမယ်နော်ရှေ့ဘက်မှာ lessons 1ပြီးပြီဆိုတော့ဒီတစ်ခါတော့ lessons 2 letters of the week m and ဒီတစ်ပတ်ရဲ့စာလုံးတွေဖြစ်တဲ့ m နဲ့ n ကိုလေ့လာကြမယ် listen and say နားထောင်ပြီးတော့ပြောမယ်တဲ့ကဲအောက်က capital letter m small letter mစလုံးကြီး m စလုံးသေး m ကိုဘယ်လိုရေးမှာလဲ m ကိုဒီမှာမြင်းလေးချောင်းရှိတယ်အနီရောင်မြင်းကနေမှတစ်ချက်ဆွဲချမယ်ပြီးဒီမှာစောင်းစောင်းလေးဒီထိပ်လေးကနေဒီအောက်ကအပြောင်မြင်းကိုထိအောင်နောက်တစ်ချက်ဆွဲမယ်ပြီးဒီဘက်ချမ်းမှာအနီရောင်မြင်းလေးကနေမှစောနာကားဆုံးသွားတဲ့နေရာလေးကိုရအောင်ဆွဲမယ်တစ်ချက်၃ချက်ရှိသွားပြီပြီးဒီမှာနောက်ဆုံးအပိတ်တစ်ချက်၄ချက်ဒါဒီm အကြီးပြီးရင် small letter m အသေးသူကြတော့ဒီမှာအပြန်မြင်းထဲမှာပဲရေးရမယ်တစ်ချက်ပြီးတော့မှဒီမှာတစ်ခုံးနှစ်ခုံးတစ်ဆက်တည်းရေးမယ်ဒါဒီ m အသေးကဲအောက်က m စလုံးနဲ့စားတဲ့စကားလုံးလေးကြည့်ရအောင် mat 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 ဖြာmonkey monkey monkey မြောက်ကဲဒီဘက်က n capital letter n နဲ့ small letter n ရင်းနှီးလေးကြည့်မယ်နော် capital letter n ကိုဒီမှာအနီရောင်မြင်းလေးကနေမှအောက်ကအပြောင်မြင်းကိုထိအောင်တစ်ချက်ဆွဲမယ်ပြီးရင်အဲ့ဒီနီရောင်မြင်းအထိတ်လေးကနေမှအောက်အပြောင်ရောင်မြင်းကိုထိအောင်တစ်ချက်ဆွဲမယ်ပြီးရင်ဒီဘက်အပိတ်တစ်ချက်ဆွဲမယ်ဒါဒီ capital letter n အကြီးပြီးရင် n အသေးကြတော့ဒီအပြောင်မြင်းလေးထဲမှာပဲရေးရမယ်ဒီမှာတစ်ချက်ပြီးရင်တစ်ခုံးဒါဒီ small letter n အသေးကဲပြီးရင်အောက်က n နဲ့စတဲ့စကားလုံးလေးကြည့်ရအောင် nail 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 တန် nest 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 အတိုင် mat ဖြာ monkey မြောင် nail တန် nest အတိုင်ပြီးရင်ဒီဘက်က trace and write အရာလေးပေးထားတယ်ပေးထားတဲ့အရာအတိုင်းလိုက်ပြီးတော့ရေးမယ်နော် capital letter m small letter m capital letter n small letter n သတိထားရမှာကဒီစလုံးတွေကိုရေးချင်တိုင်းမရေးပါနဲ့စောနာကရင်းနှီးပြထားတဲ့အတိုင်းလေးလိုက်ပြီးတော့ရေးကြည့်မယ်ကြအောက်က say and circle mပြောမယ်ပြီးတော့ m လေးကိုဝိုင်းပြပါတဲ့ဒီနေရာမှာဒါလေးက mat เนาะဖြာကို mat mat ဖြာဒါဆိုရင် m ကဘယ်နာမှရှိမှာလဲ m လေးကိုဝိုင်းပြမယ်ပြီးရင် say and circle m ပြောပြီးတော့ n လေးကိုဝိုင်းပြမယ်ဒါလေးပါလေးလဲအတိုင် nest ဒါဆိုရင် nest nest n ဘယ်နာမှရှိလဲဝိုင်းပြမယ်နော်ကြပြီးအောက်ကထိကန်စေးအမလေးချစ်ပြီးတော့ပြောပါတဲ့ကြဒါဆိုအရှင်ဒီမှာပထမပုံမှာပြထားတဲ့ m နဲ့စလုံးလေးစထားတယ်ဒီမှာမြောက်ပုံကလေးဒါဆိုရင်ဘာဖြစ်မှာလဲ monkey ကြဒီဘက်က n နဲ့စထားတယ်ဘာပုံလေးလဲတန်ဆိုတော့ nail ရမယ်နော်ကြအောက်က write and say ရေးပြီးတော့ပြောကြည့်ပါတဲ့ကဲဒီမှာဖြာပုံလေးပေးထားတယ်ဒီမှာစလုံးကြတော့အရှိကအပေါက်ကလေးဖြစ်ပြီးတော့အနောက်က at ပဲပါတယ်အရှိကဘာလို့နေလဲ m နော် mat mat ဖြာဒီမှာအတိုက်လေးပေးထားတယ်အနောက်က est တော့ပြထားတယ်အရှိမအပေါက်ကလေးဖြစ်နေတယ်ဘာဖြစ်ရမှာလဲ n ဒီမှာတစ်ခုံး n နော် nest nest အတိုင်ရမယ်နော်